2,000 years later. နှစ်ပေါင်း2000လောက်ပြန်တန်းသွားပြီးတဲ့နောက်တော့ခရစ်ပါကြီးကတခုခုကိုရှာတွေ့သွားပါပြီလောလောဆယ် channel လေးကို subscribe လုပ်ရတဲ့လောက်ထားပေးပါအောင်နော်ဟိအောင်စွန်ပြီးအိမ်ကနေနဲ့ပုံမှန်မင်းရှာနေတဲ့နေရမလားမှတ်ထဲကနေရလေထွက်ကြည့်အောင် ပိတ်ချတာပေါ့ကွာဒီညာပဲငါတို့အဲ့ဒီကျွန်းမှာဆင်းမယ် โอเคဗျာဆရာကြီးစွန်ပြီးရဲ့အမိန့်တော့အတိုင်းပါပဲဗျာလာပြီဟေး ဒီနောက်မှာတော့ကျွန်းပေါ်ရောက်သွားပြီမလို့ဟယ်လီကော်ပတာမောင်းသမားလည်းစွန်ပြီးကောင်တွေကိုထားခဲ့ပြီးထွက်သွားခဲ့ပါတော့တယ်ဟိအောင်ဟိုကောင်မောင်းပြေးသွားပြီဟာ အေးထားလိုက်ဒီကိစ္စငါတို့နဲ့ပဲဆိုင်တယ်သူနဲ့မဆိုင်ဘူးလက်စားချေရမယ်ကွလက်စားချေရမယ် ဟုတ်တယ်ငါတို့တွေဝင်ပေါက်ရှာမရမယ် ဒီနောက်မှာတော့စွန်ပြီးကောင်တို့အဖွဲ့လဲSquid Game အဖွဲ့အစည်းရဲ့နေအောင်ရှာဖို့ဖြစ်ဖြစ်ချင်းထွက်လာပါတယ်။ဒါပေမဲ့တိတ်မကြလိုက်ပါဘူး။ Skeleton ကောင်ကြီးကတခုခုကိုတက်နေမိပါလေရော ဟျောင်းလေခဏနေကြအောင်ငါချီးပုံကြီးတန်းနေမိပြီထင်တယ် ။ဟမ်ဟုတ်လို့လား။အကုန်လုံးအောက်ကိုငုံကြည့်လိုက်တော့ Skeleton နင်းထားတာချီးပုံကြီးမဟုတ်ပဲမိုင်းကြီးကိုတက်နင်းထားတာပါ တခုခုလောက်ကြပါအောင်ဟာငါတို့ရှော့ပြီထင်တယ် ဟိအောင်ခဏနေအောင်မင်းဘာမှမလုပ်နဲ့နော်ဘာမှမလုပ်နဲ့ ။ဘာမှမလုပ်နဲ့ဆိုမှပဲ Skeleton ကောင်ကမိုင်းနင်းထားတဲ့ခြေထောက်ကိုနှောက်ဆုပ်လိုက်တဲ့အခါမှာတော့